အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီမနေ့မှာကျွန်တော်ကဲတီချစ်ကိုလောကမရှုံရှုံနိုင်ဘူးဆိုတဲ့အရာလေးကိုကျွန်တော်နည်းနည်းနှုတ်ကပတ်တော်အဖြစ်ခေါ်အပေးချင်တာဖြစ်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဂျပန်နည်းကိုဖတ်ရအောင်ဖတ်ချင်ပါတယ်ဒါကဘာလဲဆိုတော့ယောမဩဝါဒစာအခန်းကြီးရှေ့အငယ်3နဲ့30ကိုဖတ်ပါမယ်စာတိပကတိကြောင့်ပြည့်ညက်တရားသည်အားနည်း၍မတတ်နိုင်သောအမှုကိုဖျားသခင်ပြုတော်မူခြင်းကအပြည့်နှင့်ပြည့်စုံသောစာတိပကတိဤတဒံကိုဆောင်သောမိမိသားတော်ကိုစေလွတ်တော်မူ၍အပြည့်ဖြေဖို့ရာစာတိပကတိ၌အပြည့်ကိုတံပေးတော်မူ၏အခန်းကြီး30မှာခရစ်တော်သည်တင်တို့အထက်၌ရှိတော်မူလျှင်ကိုယ်ကာယသည်အပြည့်ကြောင့်အသေးဖြစ်တော်လဲဝိညာဉ်မူကဖြောင်းမခြင်းကြောင့်အသက်ရှည်လျက်ရှိ၏ဒီနှုတ်ကပတ်တော်အဖြစ်ဒီကဲဒီချာလုံးဝမရှုံရှုံနိုင်ဘူးဆိုတော့ကိုကျွန်တော်နည်းငယ်ပြောချင်တယ်ဘာလဲဆိုတော့ဒီကဲဒီချရှုံရှုံနိုင်တယ်ဆိုတော့ကျွန်တော်တို့အတိုင်ဝိုက်ကခရစ်ယာန်အတိုင်ဝိုက်မှာမွေးဖွားလာတဲ့လူတွေပြင်အရင်ကကျွန်တော်တကယ်ချင်းနေပြီးရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်အကြည့်ကြည့်ပြောခဲ့တော့လည်းသူတို့လည်းမခါဘူးနောက်ဆုံးကြတော့လည်းသူတို့ဝိညာဉ်တော်ကြောင့်လင့်ကိုရပြီးတော့မှလက်ခံသွားလူတွေရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဗာပြောချင်လဲဆိုတော့ကဲတီချင်းဟာလောကပျောက်သွားနိုင်တယ်ကိုပြုတော့အပြည့်ကြောင်းမလို့ကဲတီချင်းဟာလောကရှုပ်ရှုံနိုင်တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကြားရတဲ့တချို့တွေမှာလေကဲတီချင်းလောကမရှုပ်ရှုံနိုင်ဘူးလို့ပြောရင်တချို့တော့ပါစတာတွေတောင်မှအဲ့လိုမပြောစေချင်ဘူးဘာလို့လဲဆိုလူတွေကအဲ့လိုပြောရင်အပြည့်လုံးမှာဆိုလို့တဲ့အဲ့တော့လူချစ်ကဘယ်လိုမှ train လို့မရဘူးအဲ့တော့ဘသူကပဲ train နိုင်တယ်လဲဆိုတော့ဖခင်ရဲ့ဝိညာဉ်တော်ကပဲဖခင်ရဲ့ချစ်ချင်းမြတ်တာကိုတည်နာလေခါစားမတာလေအဲ့ဒီမြတ်တာကပြုပြင်နိုင်တာဖြစ်တယ်ဝိညာဉ်လည်းမဆာချာဖြစ်နိုင်ကိုဟာကိုဘယ်လိုမှလူချင်းမ train နိုင်ဘူးဘယ်လိုစကလုံးမျိုးနဲ့ပဲဖြစ်မ train နိုင်ဘူးမထိနိုင်ဘူးเนาะအဲ့တော့တင်ဒီခရစ်တော်ကိုမိမိကယ်တင်ပါရှင်အဖြစ်လက်ခံတဲ့အချိန်မှာတင်ကတအတန်းရှင်းနေလို့အပြည့်နဲ့လုံးဝမဆိုင်လို့ဖျားလက်ခံလာလားမဟုတ်ပါဘူးเนาะကျွန်တော်တို့အပြည့်ရှိလျက်ပြင်အပြည့်သားဖြစ်လျက်ပြင်ဖျားကရွေးချယ်ခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှပြင်သူကလက်ခံခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီအပြစ်လုပ်တဲ့အခါမှာကဲတီချိုရှုံရှုံနေဆိုတာကကျွန်တော်တို့ဒီအပြစ်မလုပ်ပဲတန်းရှင်းပါရလူရဲ့စာချေစာညွန့်နဲ့တိုင်းလိုက်ရဲ့တန်းရှင်းနေလို့အပြစ်မရှိဘူးဒီလူလို့ပြောနေတော့သူကိုဖယားနှုတ်ကပတ်တော်ကအဲ့လိုမျိုးအကျင့်ရှိတော့သူကတဲ့ဘာနဲ့တူတယ်လဲဆိုတော့အဝတ်ဆုံးနဲ့တူတယ်တဲ့သူရဲ့အကျင့်ကအဝတ်ဆုံးနဲ့တူတယ်တဲ့ဘလို့မှဖျားစာချေစာညွန့်နဲ့တိုင်းလို့မရဘူးအဲ့တော့ကျွန်တော်တို့ဖြောင်းမှတ်တယ်ကျွန်တော်တို့တန်းရှင်းတယ်ဆိုလူတွေရဲ့အမြင်မှာလူရဲ့စာချေစာညွန့်နဲ့ပြည်နေလည်းပဲဖျားစာချေစာညွန့်နဲ့ဘလို့မှကျွန်တော်တို့တန်းရှင်းတော့သူမဖြစ်နိုင်ဘူးအဲ့တော့ဘသူအဖြစ်ပဲဖြစ်နိုင်တယ်လဲဆိုတော့ဂျေဇုတော်အဖြစ်ပဲဖြောင်းမှတော့သူလို့တတ်မှတ်ချက်ခံရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဖြောင်းမှသွားတာလားမဟုတ်ပါဘူးသူကဖြောင်းမှလို့ယေရှုခရစ်တော်ရဲ့ပြုပေးသောအသွေးတော်ကြောင့်ကျွန်တော်တို့ဖြောင်းမှတော်သူလို့တတ်မှတ်ချက်ခံရတာဖြစ်တယ်အဲ့တော့ဒီကျမ်းစာမှာကြည့်မယ်ဆိုရင်သူကဘာပြောလဲဆိုတော့ပညာတရားဇာတိပကတိကြောင့်တဲ့ပညာတရားဒီတဲ့အားနေတယ်တဲ့မတတ်နိုင်သောအမှု
အမှုကိုတဲ့ဖရာသခင်ပြုတော်မူခြင်းငါတဲ့အပြည့်နဲ့ပြည့်စုံသောဇာတိပကတိတဒံကိုဆောက်တော်မိမိသားတော်ကိုစေလွတ်တယ်တဲ့အဲ့တော့ပြည့်ညက်တရားဟာဖရာကပြည့်ညက်ကိုပေးတယ်အဲ့ဒီပြည့်ညက်ကိုလိုက်နာနိုင်တယ်ဆိုရင်ကျွန်တော်တို့ကတကယ်ဖြောင်းမှတ်တယ်ဒါမဲ့ဘသူကမှပြည့်ညက်ကိုမလိုက်နာနိုင်လို့ပြည့်ညက်ကဘာအကျိုးမှမရှိဘူးဖြစ်သွားတယ်သူပေးတဲ့ပြည့်ညက်ကအဲ့ဒီပြည့်ညက်ကိုလိုက်နာနိုင်တယ်ဆိုရင်ကျွန်တော်တို့ကဖြောင်းမှတ်တယ်ဒါနဲ့အဲ့ဒီပြည့်ညက်အတိုင်းဘသူမှအသက်မရှင်နိုင်တော့ကြောင့်မလို့သူပြည့်ညက်ကဘလို့မလုပ်လို့မရဘူးမတတ်နိုင်ဘူးဘာလို့လဲကျွန်တော်တို့ဇာတိအားနေနေလို့ဇာတိကပြည့်ညက်ဖေရရဲ့ပြည့်ညက်အတိုင်းအသက်မရှင်နိုင်လို့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မလုံနိုင်တော့ကြောင့်ဖေရကလှုပ်ပေးဖို့ရမိမိသားတော်ကိုစေလွတ်ခဲ့တယ်ဆိုတာကျွန်တော်တို့အခုလို့သိတယ်နော်စေလွတ်ခဲ့တယ်ကျွန်တော်တို့မလုံနိုင်တဲ့အရာကိုခန္ဓာကအပြစ်တွေကိုသူကဓာတ်ခတ်တယ်လို့ပြောတယ်အဲ့တော့ဒီအောက်မှာ30မှာကြည့်မယ်ဆိုရင်ခရစ်တော်ဒီတင်တို့အထက်၌တင်တို့အထက်၌ရှိတော်မူလေကိုကာယဒီအပြစ်ကြောင့်အသေးဖြစ်တော်လဲဝိညာဉ်မူကဖြောင်းမချေကြောင့်အသက်ရှင်လျက်ရှိ၏တဲ့အဲ့တော့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်သခင်ဖြစ်ယုံကြည်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဖေရရဲ့ဂျေဇုတော်ကိုခါစားတော်သူဖြစ်တယ်အဲ့တော့ဒီအရာကိုအဲ့ဒီကိုတစိတ်ခတ်ချစ်ခါရတော့အရာကိုဝိညာဉ်တော်ဖြစ်တစိတ်ခတ်ချစ်ခါရတော့အရာကိုလို့ရတာမဟုတ်တယ်လို့ကိုလို့ဘယ်လိုမှရှုံသွားတာမရှိဘူးတကယ်တင်ဒီရှုံတဲ့ထီတကယ်မရလို့ပဲဘာလို့လဲဆိုတော့လူရဲ့အကောင်းဆုံးအကျင့်ကဖခင်အရှိတော်မောက်မှာအဝဆုံးနဲ့တူတယ်အဲ့တော့လူတွေကအပြစ်လို့ပြောတဲ့အခါမှာတေးတဲ့ဟာကြီးတဲ့ဟာမရှိဘူးဖခင်အရှိမှာအသေးတဲ့ဟာကြီးတဲ့ဟာမရှိဘူးအပြစ်ကအပြစ်ပဲခိုးတယ်ဆိုရင်အကြီးခိုးတာတေးခိုးတာမရှိခိုးတာပဲအဲ့ဒီနှလုံးသားကိုမချိုက်တာဖခင်ကအဲ့တော့တင်ဘလောက်ပဲကောင်းနေပါစေဒီနေ့ပဲကောင်းတယ်မနေ့ဖြာမကောင်းတယ်မနေ့ဖြာတစ်ခုစကားတစ်ခုချိုးယွန်းတော့စကားပြောမိရင်အကူလိုအပြစ်ပဲမနေ့ကတီဆောက်ခဲ့တဲ့တီလာတွေအကူလိုပြတ်တယ်အဲ့တော့ဘသူမှမလုပ်နိုင်ဘူးအဲ့တော့အခုကဲတင်ချင်းကိုရှုံနိုင်တယ်လို့ပြောတဲ့တင်ကလည်းပဲဒီကိုတန်းရှင်းတယ်လို့ထင်ရင်အပြစ်မရှိဘူးလို့ထင်ရင်ဖယောက်စောကရရောက်တယ်တင်ဒီမူတာပြောတော်သူဖြစ်တယ်အဲ့တော့ဘသူကမှအပြစ်နဲ့မကင်းဘူးဘာလို့လဲကျွန်တော်တို့ဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်သခင်ဖြစ်ယုံကြည်ပြီးတာနဲ့ပြည့်စုံချစ်တော့မရောက်သေးဘူးကျွန်တော်တို့ကတမတ်ချစ်ခါရတာအဲ့တော့ကျွန်တော်တို့ဒီဘယ်အချိန်မှာပြည့်စုံချစ်တော့ရောက်မလဲဆိုရင်ခြေဆောင်ချစ်ရတဲ့အခါမှာပြည့်စုံချစ်ရောက်မယ်ခြေဆောင်ချစ်မရလို့ကိုလွန်သွားရင်ဒီကိုခန္ဓာဒီတွေးသားမပါတဲ့ကိုခန္ဓာနဲ့ဖြစ်သွားတဲ့တစ်ချိန်ကျရင်အဲ့ဒီအချိန်ကျမှပြည့်စုံချစ်တော့ရောက်မယ်ဒီတွေးသားနဲ့ပါတဲ့ကိုခန္ဓာရှိနေတဲ့၍ဘသူကမှပြည့်စုံတော့အသက်တာကိုမပိုင်ဆိုင်ရသေးဘူးအဲ့ဒီတရွေ့အသွေးမှာအပြစ်ပါနေတော့ကြောင့်တင်ဒီဘလောက်ပဲအပြစ်မရှိဘူးလို့ပြောဖခင်ရဲ့စာချီစာညွှန်မှာတင်ဒီပြည့်စုံချစ်တော့မရောက်သေးဘူးအဲ့တော့အထက်မှာရှိနေတဲ့အပြစ်ကြောင့်မလို့အပြစ်မှာအပြစ်လုံးမြစ်တယ်ဖခင်မနစ်သက်တော့အရာကိုပြောမိတယ်စဉ်းစားမိတယ်ကြံစီမိတယ်အဲ့ဒီခါကျတေးတဲလို့စောက်လာခဲ့တဲ့တီလာကဒီနေ့တရက်ထဲလေဒေါသထွက်တာနဲ့အကူလူပြတ်သွားပြီအဲ့ဒါဆိုဘသူကကဲတီချရနိုင်မလဲတယောက်မှရမှာမဟုတ်ဘူးအဲ့တော့ဖခင်ကကိုကလှုပ်လို့ရတာမဟုတ်တလို့သူကလှုပ်ပိတ်တာအဲ့ဒီလှုပ်ပိတ်တဲ့အရာကိုကျွန်တော်တို့ရယူတာကယုံကြည်ခြင်းအဖြစ်ပဲရယူတာဖြစ်တယ်ကျွန်တော်တို့အကျင့်တီလာနဲ့ရယူတာမဟုတ်ဘူးယုံကြည်ခြင်းအဖြစ်ပဲရယူတယ်အဲ့ဒါကြောင့်မလို့
တင်ကဘလောက်ကိုဟာကိုကောင်းတယ်လို့ပြောနေပါစေဖះဆာချီဆိုင်ညို့မှာတော့ကိုကျင်းတဲ့အချင်းကိုကောင်းလှပါတယ်ထင်တဲ့တီလာကဖះရှိမှာအဝဆုပ်ကဲ့သို့ပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖះဂျေဇုတော်အဖြစ်ရတော့ကဲ့တည်ချက်ကဘလို့မှကိုဟာကိုဖျောက်ဖျက်လို့မရဘူးညိပယ်မှနှုတ်အဖြစ်ညိပယ်မှသာလေရှုံနိုင်တယ်ကိုယ့်ရဲ့နှုတ်ကတည်ခြင်းကိုယ့်ရဲ့အသက်တည်ခြင်းရှည်ခြင်းကိုစီရင်နိုင်တယ်လို့ပြောတယ်အဲ့တော့ကိုကဖះရဲ့ဒီလောက်ကောင်းမြတ်တဲ့မေတ္တာကိုညှိပယ်ဖို့ဘယ်သူမှကဲဒီချစ်ကိုညှိပယ်တယ်ဆိုတာကဒီတကယ်မရလို့ပဲဘာလို့တကယ်မခါစားရလို့ပဲဒီညှိပယ်နေတာဖြစ်တကယ်ခါစားရတယ်ဆိုရင်အဲ့ဒီဒီအထက်၌ရှိသောဝိညာဉ်တော်ကမာစာသွားလိမ့်မယ်တတိဖောက်ကြည့်ဘောလူကိုကြည့်အရှိကအသက်ခံရသောသူတို့မာတူရာတွေကိုကြည့်ရဲ့အခါမှာသူတို့ရဲ့လူအနေနဲ့မတတ်နိုင်ဘူးလို့ထင်တော့လဲပဲဝိညာဉ်တော်ကမာစားတဲ့အခါမှာသူတို့ဒီမနာတကယ်တော့ပဲအဲ့တော့ဘလို့မှညှိနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ကဲတီချစ်ဟာကိုလို့တော့အပြစ်အကြောင်းမလို့ရှုံတာမဟုတ်ဘူးမရှုံနိုင်ဘူးဘာလို့လဲကိုယ့်ရဲ့အကျင့်ကြောင့်ရတာမဟုတ်လို့သူလို့ပေးတော့အရာကိုကိုယ့်ရဲ့ယုံကြည်ခြင်းအဖြစ်ရယူတော့ကြောင့်မလို့ဂျေဇုတော်အဖြစ်ခံရတော့ကြောင့်မလို့ဒီကဲတဲ့ချာလောကမရှုံနိုင်ဘူးဆိုတာလေးကိုကျွန်တော်အနည်းငယ်ပြလဲဝင်ငှချင်ပါတယ်။ဂျာနာတော်သူသားဖျားရှင်ကောက်ကြည့်ပေးပါစေ။